CEO ဖြစ်သူဟာသူ့ရဲ့ကလေးကိုကုမ္ပဏီကိုပထမဆုံးကြိမ်ခေါ်လာခဲ့ပြီးမြဲအလုံးမှလည်းအာရုံအပြည့်ရောက်နေပြီးကလေးကိုပြစ်ထားမိပါတယ်။သူ့ကိုဖခင်ဖြစ်သူကဂယုမဆိုင်ဘူးဆိုတာသိလိုက်ရတဲ့အခါကလေးငယ်ဟာ CEO ရုံးခန်းထဲကိုချက်ချင်းပြေးဝင်သွားပြီးစပွဲပေါ်တက်ထိုင်လိုက်ပါတော့တယ်။ပြီးတော့ဒေါ်လာကတိနဲ့မက်မန်ကိုကျန်းပြေမော်ရိုက်ခွဲပစ်လိုက်သလိုဖခင်ဖြစ်သူရဲ့ကွန်ပျူတာကိုလည်းအပြင်ကိုလွှင့်ပစ်လိုက်ပါတယ်။အတွင်းရေးမှုဖြစ်သူကဒေါသကိုမနှဲထိန်ထားရပြီမဲ့ကလေးငယ်ကတော့သူ့အဖေသာသူ့စီလာမရှာရင်ကြံတောင်တွေကိုလည်းစက်ပြီးဖြစ်စည်းဖြစ်အောင်မယ်လို့ပြောနေခဲ့ပါတယ်။အတွင်းရေးမှုက CEO ထံအညံဖုံးဆက်လိုက်တဲ့အတွက်သူလည်းရုံးခန်းစီချက်ချင်းရောက်လာပါတယ်။အဲ့ဒီအချိန်မှာရုံးခန်းတစ်ခုလုံးကတော့ပရမ်းပတာဖွင့်နေပါပြီ။ CEO ကသူ့သားကိုအောက်ကိုအမြန်ဆင်းဖို့ပြောပြီးမြဲကလေးငယ်ကတော့ဖတ်စာကတ်ပြားလေးတစ်ခုကိုကိုက်ပြီးသူ့ကိုအဖေကမကစားပေးဘူးလို့ပြန်ပြီးဆွတ်ဆွဲလိုက်ပါတယ်။ CEO ကတော့သူ့အလုပ်တွေအကုန်ပြီးမှပဲစော့ပေးနိုင်မယ်လို့ပြန်ပြောလိုက်တဲ့အခါမှာတော့ကလေးငယ်ဟာအရန်ဒေါသထွက်သွားပြီးခြေဆန့်ကအော်ဟစ်ပါတော့တယ်။တကယ်တော့ကလေးငယ်ဟာ autism ဝေဒနာရှင်ဖြစ်ပြီးတခြားသူတွေနဲ့ဆက်သွယ်ဖို့အတွက်ကတ်ပြားလေးတွေကိုပဲအသုံးပြုနိုင်တာပါ။အဲ့ဒီနောက်မှာတော့ကလေးငယ်ဟာ Hotel Egan မှာတွေကိုရောက်သွားပြီးပိုစတာပေါ်မှာပါတဲ့သူ့အဖေရဲ့မျက်နှာကိုမြင်တဲ့အခါမှာလည်းအရန်ဒေါသထွက်သွားပြန်ပါတယ်။သူကအိတ်ထဲကစတစ်ကာတွေကိုထုတ်ပြီးပိုစတာပေါ်ရှော့ကတ်ပစ်လိုက်သလိုပိုစတာကိုလည်းတွန်းလှည့်ပစ်လိုက်ပါတယ်။အဲ့ဒီအပြုအမူကိုမြင်သွားတဲ့ဝန်ထမ်းတစ်ယောက်ကသူ့ကိုတားဖို့အပြေးအလွှာရောက်လာပါတယ်။ကလေးငယ်ဟာချက်ချင်းလှည့်ပြေးပြီးမြင်ဝန်ထမ်း9ယောက်ရဲ့ဝိုင်းထားခြင်းကိုခံလိုက်ရပါတယ်။လူစိမ်းတွေအများကြီးဝိုင်းနေတော့ကိုမြင်တော့ကလေးငယ်ဟာကြောက်လန့်တကြားနဲ့အော်ဟစ်ပြီးလူအုပ်ထဲကနေအတင်းတိုးထွက်လာခဲ့ပါတယ်။ဝင်စီဇလဲတွန်းလဲနဲ့တိုက်မိမှုမဲ့အချိန်လေးမှာပဲအမျိုးသမီးတစ်ယောက်ကအမြန်ပြေးလာပြီးသူ့ကိုဖတ်လိုက်ပါတယ်။ကလေးငယ်ထိကြိုက်သွားသလားလို့သူမကစိုးရင်တကြီးမိပြီးမြဲကလေးငယ်ကတော့ဘေးပတ်လဲကလူအုပ်ကိုမြင်ပြီးထပ်မံအော်ဟစ်နေပြန်ပါတယ်။ဒီအမျိုးသမီးဟာကလေးစိတ်ပညာရှင်တကူဖြစ်တာကြောင့်ကလေးငယ်ရဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကိုချက်ချင်းသိထားမိသွားပါတယ်။သူမဟာကလေးငယ်ကိုရင်ခွင်ထဲထည့်ပြီးညင်ညင်တသားလေးချော့မော့လိုက်တဲ့အခါကလေးငယ်လည်းတဖြည်းဖြည်းငြိမ်သက်သွားပါတယ်။ပြီးတော့သူမကကလေးငယ်ကိုလက်ကင်ပေါ်ဝါနဲ့ရုပ်သေးရုပ်လေးတွေရုပ်ပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာ CEO ရဲ့အတွင်းရေးမှုအမြန်ပြေးလာတာကြောင့်ကလေးနဲ့ရင်းနှီးသူထင်မှန်းသိလိုက်မှပဲအဲ့ဒီအမျိုးသမီးကစိတ်အေးလက်အေးနဲ့ထခွာသွားခဲ့ပါတယ်။ဒါပေမဲ့နောက်တစ်နေ့သူမအလုပ်သွားတဲ့အခါကလေးငယ်စိတ်ယုံတင်ထားရတာကိုတွေ့လိုက်ရတော့သူမလည်းကလေးစီကိုအမြန်ပြေးသွားခဲ့ပါတယ်။ကလေးငယ်ကသူမကိုမြင်လိုက်တာနဲ့ငိုရာတွေချက်ချင်းရပ်သွားပြီးကုသမှုတွေကိုလည်းလိမ္မာရင်ကြီးစွာနဲ့လက်ခံခဲ့ပါတယ်။ဒါကိုမြင်တဲ့အတွင်းရေးမှုကတော့ဒီလောက်ထိလိမ္မာနေတဲ့ကလေးငယ်ကိုတခါမှမမြင်တာကြောင့်တကယ်ကိုအံ့ဩသွားပါတယ်။ဒါပေမဲ့ CEO ကတော့ဒါဟာဒီအမျိုးသမီးကတမန်တစာကြံစီထားတဲ့လက်ကွက်တစ်ခုလိုအထင်မှားနေပြီးခလေးကိုအိမ်ပြန်ခေါ်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့လည်းတခြားသူတွေကိုတခါမှတရောစင်မပြဘူးတဲ့ကလေးငယ်ကဒီအမျိုးသမီးနဲ့တငယ်ချင်းဖြစ်ချင်ကြောင်းအမှုရပြခဲ့ပါတယ်။သူ့ရဲ့အရန်တန်ဖိုးထားရတဲ့တငယ်ချင်းဖြစ်တယ်ဆိုတဲ့ကပ်ပြားလီကိုသူ့အဖေတောင်တခါမှမရဘူးပါဘူး။ခလေးငယ်ကဒီအမျိုးသမီးပေးခဲ့တဲ့လက်ကိုက်ဘဝမှာသူမမေရဲ့အနံ့လေးရနေရလို့ဆိုပါတယ်။တကယ်တော့ကလေးငယ်ကသူမကိုသူ့မမေအရင်ကိုပဲမှတ်မိနေခဲ့တာထက်ပြီးမှတ်မိချိုမြင်မှုဖြစ်နေတဲ့ CEO ကတော့သူမကိုမေ့လော့နေခဲ့တာမှာ